မင်းကလေးငယ်တယောက်ကရေထဲကိုတေချာကြည့်နေခဲ့ပါတယ်။ရုတ်တရက်ရေထဲကနေလူတယောက်ပေါ်လာပါတယ်။အဲ့ဒီလူကိုမြင်လိုက်တဲ့အခါမင်းကလေးကကြောက်ပြီးငိုစားပြုခဲ့ပါတယ်။အမှန်တော့အဲ့ဒီလူကသူမရဲ့ဖခင်ပဲဖြစ်ပါတယ်။သူမကိုပြန်ပြီးပြုံးစေခြင်းလို့ဖခင်ကရေထဲမှာခေါင်းအောက်ခြေထောက်ပေါ်လှန်ပြီးခြေထောက်တွေကိုကစားသလိုလှုပ်ရှားနေခဲ့ပါတယ်။ဒါကိုမြင်တဲ့အခါမင်းကလေးကပြန်ပြီးရေလာပါတယ်။ဒါပေမဲ့ဖခင်ရဲ့ခြေထောက်တစ်ဖက်ကရုတ်တရက်ပြင်းပြင်းထန်ထန်လှုပ်လာပြီးတခုခုနဲ့ဆွဲခံနေရတယ်လို့ဖြစ်လာပါတယ်။မင်းကလေးကတော့ဖခင်ကကစားနေတာလို့ထင်ပြီးပိုပြီးတောင်ပြောနေခဲ့ပါတယ်။အမှန်တကယ်တော့သူ့ကိုရေအောက်ကအရာတစ်ခုဆွဲချနေကြတာပါ။အချိန်နဲ့ငယ်ကြာမှရေကအနီရောင်ပြောင်းသွားပါတယ်။ဒါကိုမြင်တဲ့အခါမင်းကလေးကကြောက်သွားပြီးပြေးထွက်သွားပါတယ်။အဲ့ဒီအချိန်မှာပဲရေထဲကနေရှာရှိရှိတစ်ချောင်းထွက်လာပြီးမင်းကလေးကိုဖမ်းဆွဲပြီးရေထဲဆွဲချဖို့ကြိုးစားပါတယ်။အမေကချက်ချင်းပြေးလာပြီးသမီးကိုကယ်ဖို့ကြိုးစားပေမဲ့သူမကိုယ်တိုင်မှဆွဲချခံရပါသေးတယ်လူအချို့ရောက်လာပြီးမင်းကလေးကိုဆွဲထုတ်နိုင်ခဲ့ပေမဲ့အဲ့ဒီအနေရရှိတဲ့အရာကထက်ခါဖမ်းဆွဲနေစေဖြစ်ပါတယ်နောက်ဆုံးမှလူတစ်ယောက်ကဓာတ်နဲ့မင်းကလေးရဲ့စပင်ကိုဖြတ်ပြီးကယ်တင်နိုင်ခဲ့ပါတယ်မင်းကလေးမတက်ရက်လိုက်တဲ့အချိန်မှာပဲအဲ့ဒီအရာကထပ်မံဖမ်းဆွဲဖို့ကြိုးစားပြန်ပါတယ်ဒီတစ်ခါမှာတော့လူတစ်ယောက်ကလမ်းနဲ့အဲ့ဒီအရာရဲ့ရှာကိုထိုးပြီးဖြတ်ပစ်လိုက်ပါတယ်မင်းကလေးကရေဘက်ကိုလှိတ်သွားပြီးပြန်ကြတော့မလို့ဖြစ်ချိန်မှာအမေကအချိန်မီဖမ်းဆီးနိုင်ခဲ့ပါတယ်။အမေကသမီးကိုငြိမ်သက်အောင်ပြောနေစင်မှာပဲရုတ်တရက်အဲ့ဒီအရာကြီးကရေထဲကနေခုန်ထွက်လာပြီးမင်းကလေးကိုဖမ်းဆွဲကရေအောက်ထဲဆွဲချသွားပါတယ်။ဒါကိုမြင်တဲ့အခါအမေကကြောက်လန့်ပြီးမလုံနိုင်အောင်ဖြစ်သွားပါတယ်။ဒေါသပြင်းထန်လာတဲ့အတွက်ဓာတ်တလက်ကိုယူပြီးရေထဲကိုခုန်ချကအဲ့ဒီနတ်ဆိုးကိုထွက်လာဖို့အော်ဟစ်ခေါ်ပါတယ်။ရုတ်တရက်အဲ့ဒီအရာကသူ့မရှိမှပေါ်လာပြီးအလွန်ကြောက်မက်ဖွယ်ပုံစံဖြစ်နေပါတယ်။အဲ့ဒါကိုမြင်တဲ့အခါမိခင်ကတုံးလုပ်ပြီးသမီးကိုပြန်ပေးဖို့တောင်းပန်ခဲ့ပေမဲ့နတ်ဆိုးကစကားပြောခွင့်တောင်မပေးပါဘူး။နောက်တစ်ခဏမှပဲသူမကိုတပိုလုံးကိုမျိုးချပစ်လိုက်ပါတယ်။